ဘာလဲငါတို့ကရုံးမှာကိမိကောက်ထောင်မရှောက်哎呦我的妈ဖုန်းမလာလဲဟာမင်းတို့တားချင်အောင်ဆောင်းပြီးလုံချောင်းကြီးရှောက်တာလို့ ထုံးစံတိုင်းပေါ်ဟာရင်နွေးဦးပူမိလာတာ သူမရှောက်ခင်ငါတို့ရှောက်လိုက်တာ ဒီလိုမျက်နှာတွေကဘာဖြစ်နေလဲမင်းကြီး ထုံးစံတိုင်းပေါ်ဟာရင်နွေးဦးပူမိလာတာ 哎呦我的妈ဟေးဟာဂျာကြီးကငါတို့ကိုပဲမျက်စိစပွင့်မွေးစူးနေလားမှတ်ရတယ်စိတ်ပေါ်ပါနေတာ ဒီတော့ရုံးကားမှမဝါစားတယ်အဲဒီတို့ကိုဂျာကြီးစီရစုခံနေတယ်လို့ပြောတယ်လို့သိချင် ပြောစမ်းပါလေ အေးတော့သူမျက်မှောင်ငါစဉ်းစားနေသူတကားဆုံးခဲ့အောင် Yeah, boy. ဘယ်လိုလဲပြောပြ ဒီပါတော့ပြောပထမဆုံးနေနဲ့ဒီလိုရှုံးမှလည်းရှောက်လို့ရှာ ဟုတ်တော့လမ်းလျှောက်ပါဆိုတော့6နဲ့လျှောက်တာဗောဟဲ့ဘာလဲငါတို့ကရုံးမှာကိမိကောက်ထောင်မရှောက်ရုံးမှာကိမိကောက်ထောင်မရှောက်ဟာဒီမင်းလည်းမသိ အေးလေနေရာလဲဘာကြီးလာပြောနေမှာမသိ ဒီလိုရုံးမဝတ်တယ်ဆိုအဲ့ဒါကိုတော့ကမင်းတို့သိချင်တာ Okay. ဒီလိုရုံးမှလည်းရှောက်နေဒီလိုလက်တွေတော့မှလက်ပလာတယ်ဒီလိုလက်ထဲမှာဖိုင်တွေမဟုတ်လို့ရှိရင်လက်တော့တစ်ခုခုကပြီးတော့ရဲရှာ 哎呦我的妈！ အေးပြီးလမ်းလျှောက်ရည်လေနေတိနေတော့မတော်မှာမင်းတို့နောက်ကနေပြီးတော့အကျွေးရှင်လိုက်နေလို့ကမန်းကလေးနဲ့ကျွေးရှင်လိုက်ကမန်းကလေးနဲ့ရှာပြီးရင်ဂျာကြီးကိုဝေးရနေတွေ့ပါတယ်ဒီလိုဖုန်းမလာလဲဟာမင်းတို့တားချင်အောင်ဆောင်းပြီးလုံချောင်းကြီးရှောက်တာ 哎呦我的妈！ ဟယ်လိုဟုတ်တယ်ကိုဟုတ်မနေ့ပြန်အကုန်ချမှာပါဟုတ်စီးရင်နေလဲကျွန်တော်စစ်ပြီးပါပြီဗျဟုတ်ကဲ့ဟုတ်အဲ့ဒါဆိုရင်ဂျာကြီးကငါတို့စုချင်တော့ तू စုလို့မရတော့ဘူး Okay. ဘာဖြစ်လို့လဲသိလား तू မလျှောက်ခင်နဲ့ငါတို့ကရှုပ်နေ तू မလျှောက်ခင်နဲ့ငါတို့ကလို့လဲမိုက်ကြမလား အေးနင်ပြောတယ်ချက်မစိုးဘူးငါတို့လည်းလိုက်လို့ကြည့်အောင်ပါ 哎呦我的妈！ အေးဟာသူမရှောက်ခင်ငါတို့ရှောက်လိုက်တာသူမရှောက်ခင်ငါတို့ရှောက်လိုက်တာကဲလိုက်ပါ ကြိုက်တယ်ပါ